Hello. Di ni mà the boy yo sa con shama. E kan kon ni le yaw la ba bi. Ma tu ye da. Original ba shin ba ba. Zao de ga ma. WhatsApp ပေါ်မှာအများကြီးပြောလို့ရှိပါတယ်ဗျာကျွတ်ဆက်မှာပေးထားတယ်ကိုအများကြီးဖတ်လို့ရပါတယ် edit လုပ်ထားတယ် retool လုပ်ထားတဲ့စာအုပ်တွေလည်းဖတ်လို့ရပါတယ်အဲဒီမှာတော့ဒီမှာအခန်းလေးဖတ်တော့အခန်းမှာ penetration within you လေးပြီးတော့ပါပြီ how your on my wall ပြီးတော့ပါပြီ market working power of your subconscious မှာပြီးတော့ပါပြီmental healing Asian day ရှစ်ခေတ်ကူထုံး mental healing modern day ဒီမှာ practical technique in mental healing ပေါ့အဲ့ခံပြီးတော့ပဲနံပါတ်9ဖြစ်တဲ့ဒီမှာ tendency of ဒီခန်းလေးပါဒီနေ့ကတော့ဒီနေ့ကဒီမှာ the tendency of the power tendency of subconscious like what ဆိုတာဒီခန်းလေးကိုရှာလိုက်ပါဒီမှာဒီ website နဲ့ right ပြတ်ပေးတဲ့အတွက်ဒီမှာဟိုချောင်းတော့ချိုးချောင်းတော့စာနေတယ်အောက်ရှာလို့ရအောင်အတွက်တခါမင်းကလုပ်ပေးထားပါကိုကဖတ်ရှင်တဲ့ဒီ website မှာရှာဖတ်လို့ရပါတယ်ဖတ်လို့နားမလည်ရှိနေဒီ YouTube channel မှာဖြည်းရှာလာပြီးတော့မေးလို့ရပါတယ်ဒီတော့မှလည်းဝင်မှန်ကြရပါတယ်online ကနေကျန်လို့ပဲဟိုတော့ပြီးတော့ပါဒီမှာတော့ဒီကတော့ summary initial လေးကိုအဓိကတင်ပြသွားဖြစ်ပါတယ်ဒီမှာဒီမျိုးဒီ healing points တွေမှာဒီ view လေးကိုပြန်ပြထားပါဗျာဒီမှာတော့ 5 ပဲရှိပါလေခဏပါဒီချက်ချင်းဖတ်ပြတော့ပါရှင်းတော့နံပါတ်10ဒီမှာ10ပြီးတော့ဟောလာပါနံပါတ်7ဖြစ်တဲ့ဒီ chapter 7ပေါ့ဒီမှာလာပါပြီဒီ the tendency of subconscious life အဲ့တော့မသိစိတ်ရဲ့ညှို့ကိုင်းမှုကဒီလို့သူကပြထားပါလက်ခေါ်ဆိုဒီသဘောပေါ့လေပြောရင်တော့မြန်မာလိုပြန်တော့ဗျာဒီမသိစိတ်ရဲ့ဒီသဘောမနှောဟာဒီတိုင်းပေါ့သူကအဲ့လိုပြောရှင်ပေါ့တင်းတဲ့ဆိုညှို့ကိုင်းမှုပဲဒီတိမှာဒီဟာတွေဖတ်မပြတော့ပါဘူးဒီမှာအောက်မှာ no ပေါ့လေးဟိုလေးကိုဒီချက်ပေးမှာထားပြီးတော့ဒီကနေဖတ်ပြပါမယ်ဒီခန်းလေးပေါ့ဒါမခုနှစ်ခန်းရောက်ပါပြီဒီနေ့ချားတစ်ခန်းနဲ့ဖတ်ပြလာပါဒီခန်းမှာလေသူကဒီရှစ်မှာဟိုနဲ့ဆက်ပြီးတော့သူပြောတော့ဒီခန်းတော့တိတ်တော့မရှိပါဘူးကြကောင်းစဉ်လေး3-4ခုနဲ့သူရေးပြတာပါတော့အရှင်ရရင်တော့ condition တိကျပြန်ပြပါမယ်ဒီမှာတော့အနှစ်ရှုပ်လေးပြထားတော့သူပေးတဲ့အချက်လေးတော့ subconscious မှာတဲ့ခန္ဓာကိုယ်ရဲ့ဒီ dissolve တဲ့လူဖြစ်တယ်ပေါ့ဒါခဏပြောပြီးတော့ပါပြီးတော့ဒီတနေ့မှ24နာရီသူဘယ်တော့မှ never sleep ပေါ့မအိပ်ဘူးပေါ့ဗျာအိပ်ဘဲနဲ့သူနေသူကိုဒီအဲ့ခုနအလုပ်လုပ်တာကိုဟိုကဘာနဲ့ဒီဂျားဖြတ်ပြီးဖြစ်နေလဲဆိုတော့ဒီ negative thinking နဲ့ပြန်ပြီးတော့ဟိုမကောင်းတဲ့ negative thinking တွေးလိုက်ရင်သူအဲ့ light giving pattern လို့ခေါ်တယ်အဲ့ဒါပြတ်သွားပါတယ်သူ interrupt လို့ခေါ်တာပေါ့ interrupt ဆိုတာဝင်ရောက်နှုတ်ဆက်တဲ့သဘောဖြစ်သွားပါတယ်အဲ့အတွက်သူကဒီပြောချင်တော့ဒီ negative mind ကိုသူလုံးဝဖြစ်နေမြတ်ဒီတတိထားပြီးစောင့်ကြည့်နေရမယ်ဒီအတွေးတိုင်းဒီမသိစိတ်တွေကိုရောက်တော့ပါသူရဲ့တော့ကဒါပဲဒီတအုပ်လုံးကဒါပဲသူရေးပြထားအဲကြောင့်လည်းဒီမှာလိုရင်းလိုရှင်းလဲnegative mind ကိုတွေးလိုက်တဲ့အချိန်ကြီးမှမြောက်တာတွေးတဲ့အခါမှာလူရဲ့ subconscious တွေကိုရောက်တော့ပြီဆိုအဲ့ subconscious အဲ့မသိစိတ်ရဲ့ negative တွေး negative တိုင်းပဲပြန်ပြီးတော့သူကတုံ့ပြန်ပါလိမ့်မယ် response လုပ်မယ်ဒီချက်လေးရေးကြည့်ပါ number 2မှာကျတော့အဲ့ဒီချက်သူနှုတ်ပြတာshape your subconscious with the test or ability in answer to any problem and ပြဿနာတိုင်းအဖြေကိုရှာဖို့တဲ့မသိစိတ်ကိုခိုင်းပါဘုသူကချားဆိုတာတောင်းပေးပါပြော
ဘလို့တောင်းပေးဆိုဒီမအိတ်ခင်လေးမှာအဲ့ရနိုးတဲ့ဒီကတော့မအိတ်ခင်ခုနပြီးခဲ့ပါပြောတယ် floating feeling ဖြစ်နေတဲ့အချိန်မှာကိုဖြစ်ရှင်တာလေးကိုစိတ်ထဲမှာ imagination ဖြစ်လုပ်မယ်နောက်စိတ်ထဲကလည်းတိုက်တွန်းစစ်စော်နေလို့ auto session လုပ်တဲ့နေပေါ့ဒီချက်အဓိကပေါ့လုတ်ဖန်များတဲ့ခါကိုကမသိလက်မသိပါနဲ့မသိတဲ့ရောက်ပြီးတော့မသိတဲ့ကိုလူရှင်းအောင်ပြန်ရှာပေးရပါမယ်နောက်တစ်ချက်တော့ဒီမှာဒီခဏခဏကိုပြော watch your thought တယ်အတွေးကိုစောင့်ကြည့်ထားပါဒါတော့ဗုဒ္ဓဘုရားဟောတဲ့နည်းနဲ့ကိုက်နေတာပေါ့ဗျာဗုဒ္ဓဘုရားဟာတဲ့နည်းတွေမှာဆိုဒီအမြဲဒီတတိပဒံလဲပေါ့သူဒီဗုဒ္ဓဟာအမြဲတမ်းဒီတတိပဒံတရား၄ပေါ့ပွားများရင်းနဲ့ဝိပဿနာရှုဖို့ပဲသူအကြိမ်မောင်းများစွာမှာခဲ့ရပါဗျာဒီကာယနုပဒနာဝိညာဏနုပဒနာစိတ်တနုပဒနာနောက်တစ်ခုကဒီအမေတော့တယ်ထားလိုက်ပါ sorry ဒီမှာအဲ့ဒီလေးချက်အဒီပြန်လေးချက်ပေါ့ဒီကိုစိတ်ကိုမဖြစ်တဲ့အကြောင်းအရာစိတ်မဖြစ်တဲ့အကြောင်းအရာကိုမခံစားတဲ့ဝေဒနာဒါတွေအကုန်လုံးအတွေးကြီးပါပဲမှန်ဒီအတွေးတွေကိုစောင့်ကြည့်ဖို့ဒီမှာသူကပြောပြထားပါဒီမှာတော့ဘိုးတော်ဟောနေနဲ့ကိုင်ရပါနောက်ဆုံးပြဓမ္မနုပဒနာပါ sorry ပဲဒီအမေတော့နော်နောက်ဒီကာယနုပဒနာဝေဒနာနုပဒနာစိတ်တနုပဒနာဓမ္မနုပဒနာဆိုဒီတတိပံလေးရှင်းနဲ့ဒီမှာကိုင်ရပါတယ်အတွေးတွေကိုစောင့်ကြည့်ထားရင်ဘယ်ဟာမှဗျာမကောင်းတဲ့တူသူမတွေးတော့ဘူးမကောင်းတဲ့တူဝင်လာတဲ့ကိုကတခါတည်းတတိချာဒါမကောင်းတဲ့တွေးဆိုတော့မဟုတ်အဲ့လိုမျိုးတွေးခွင့်ပေးလိုက်ရင်ဒီခုနကပြောတဲ့ negative thought ကိုတွေးခွင့်ပေးတယ်မသိတဲ့တွေရောက်ပြီးတော့ကိုယ့်ဘဝနဲ့ negative တွေဖြစ်မှာဆိုလို့ပေါ့သူကတော့မသိစိတ်ပို့လိုက်တဲ့ဒီအတွေးတိုင်းကိုသူကအမှန်လို့ယူတယ်ဗျမသိစိတ်ကလည်းအဲ့ကြောင့်သူ့နာမည်မသိစိတ်ထဲတာမသိစိတ်အမှန်လို့ယူတယ်မှားမှန်သူကအမှန်လို့ယူပြီးတော့မှဒီကျွန်တော်ရဲ့ဘဝလေးကို reality ဖြစ်အမှန်တကယ်အဖြစ်စင်တကယ် reality ဖြစ်လောကတွေကိုသူကယူဆောင်လာပေးရပါလေဒါဥမာပေးရမယ်ဆိုရင်တော့လူတယောက်ဟာဆိုပါတော့ဗျာလူတယောက်ဟာမဟုတ်ဒီမဖြစ်နိုင်တဲ့ဟာကြီးတခုဖြစ်တယ်လို့တွေးမှများတဲ့ခါဖြစ်လာတဲ့သဘောပေါ့ဒီနေ့ကလည်းပါစိတ်ကိုအယုံသွင်းနေတယ်ပေါ့ဒီနေ့ကိုကိုရဘယ်မှာသုံးလဲဆိုအဲ့ဒီကောင်းတဲ့ဖက်မှာသုံးပြအောင်ပဲရုပ်တရက်တထေးမဖြစ်နေမှာကျွန်တော်တထေးဖြစ်တယ်လို့ဒီတစ်ဖက်မှာစိတ်ကိုလေဖြားနေနဲ့ကိုက imagination ဖြစ် auto zen လုပ်နေတယ်ဆိုရင်ဒီမကြခင်မှာ तू ကပြောင်းလာတဲ့ပေါ့ဗျာအဲ့တော့ဒီစကလုံးတွေမှာလည်းစောရတယ်ရမ်းရှိပါတယ်နေတိုင်းကိုပြောနေတဲ့စကားသူတွေကကိုပြောတဲ့စကားအဲ့ဒီထဲမှာဒီကိုတိုက်တွန်းလို့ဆိုတော့ညီတခေါ်တယ်ကိုစိတ်ထဲမှာပြောနေတဲ့ဒီစကားတဲ့စကလုံးတဲ့ဝါတဲ့အရန်စောရတယ်ရှိပါတယ်အဲ့စကလုံးတွေဟာအမှန်ဒီအတွေးကနေပေါက်ဖွာလာပါအဲ့တော့အတွေးကိုတတိထားဆိုတာဒီအတွေးကနေဘာဖြစ်လဲဆိုတော့စဉ်းစားတွေးခေါ်လာပါပဲဗုဒ္ဓဟောတဲ့နည်းထဲမှာနောက်တစ်ခုပါတာဒီသင်စဉ်းစားတဲ့အတိုင်းသင်မြင်အောင်လေတဲ့သင်မြင်တဲ့အတိုင်းသင်ခံစားတယ်သင်ခံစားတဲ့အတိုင်းသင်စဉ်းစားတွေးတတ်တယ်ဟုတ်တယ်သင်စဉ်းစားတွေးတတ်တဲ့အတိုင်းသင်စန္ဒများဖြစ်ပေါ်တယ်သင်စန္ဒများတဲ့အတိုင်းသင်လှုပ်ဆောင်တယ်အဲ့တော့ဒီအမြင်ကတစ်ဆင့်အတွေးကိုရောက်လာတဲ့ဟာလေးတော့ဒီဗုဒ္ဓဟောတဲ့နည်းတိုင်းမှာတော်တော်မိုက်ပါတယ်အဲ့တော့ဒီအတွေးကနေတစ်ဆင့်ပဲသူကလောက်ရစီသွားတာပေါ့ဗျာအဲ့တော့ဒီမှာ watch your thought ဒီချက်ရေးကြည့်ပါနောက်တစ်ခုတော့ know that you can make yourself by giving new blueprint ဒီ blueprint လေးပါဒီ blueprint ကိုဒီ blueprint နဲ့ပတ်သက်ရင်တော့ပြောကြတာအများကြီးရှိပါဗျာဒီမှာတော့သင်ရှင်းမှာဆိုလို့ပေါ့ဒီပြီးခဲ့တဲ့အခုတလောကမှဖတ်ထားတဲ့ဒီစာအုပ်တွေ psychologist တော့ many စာအုပ်တွေမှာဒီ exercise တင်ပြတယ် number 1 camp blueprint ဆိုတာတင်ပြထားအဲ့ blueprint ဆိုတော့တော်တော်အရေးကြီးပါဗျာ blueprint ဆိုတော့the power ဒီမှာတော့မသိစိတ်ထဲမှာတစိတ်ရိုက်တယ်လို့မျိုးပေါ့ blueprint ရဲ့ဘောဒီဥမာတခုစာရွက်စာတမ်းတခုမှာတစိတ်ထုံးရိုက်လို့ရိုက်ထားတာပေါ့အဲ့ဒီဘောနဲ့သူက blueprint ရိုက်ထားတာပေါ့ကိုယ့်ရဲ့မသိစိတ်ထဲမှာလေဒီကိုယ့်အကိုလုံမသိလောက်လာတဲ့ blueprint အများကြီးရှိရဗျငွေနဲ့ပတ်သက်တာဖြစ်တာလူမွေးနဲ့ပတ်သက်တာဖြစ်စီးပွားနဲ့ပတ်သက်တာဖြစ်ကိုယ်စိတ်မှာကိုယ့်အခံထားဒါပေမဲ့မှားမှန်တော့မသိစိတ်ကိုကမှန်တယ်မှန်မသိစိတ်မှန်တယ်ယူထားတာပေါ့တဖောပေါ့ဗျ
အော်ဒီ blueprint နဲ့ပြန်ပြီးပြောင်းပေးရသူကဆိုပါတော့ပေါ့ဗျာငွေနဲ့ပတ်သက်တဲ့ blueprint တစ်ခုပေးမယ်ဆိုဒီဥမာပေးရမယ်ဆိုတော့အမေနဲ့ဖေနဲ့အောင်မှာဆိုပါတော့ပေါ့ဒီသူရေးပြထားပေါ့အမေကနေဒီပိတ်ဆန်ဒီနဲ့ပတ်သက်လို့အမေကဟိုမရှာဘူးပေါ့ဗျာဒီ3 week 3ပေါ့ယောက်ျားပိတ်ဆန်ရှာဆိုအတွေးမျိုးကလေးတွေဝင်သွားတဲ့ခါအဲ့ကလေးက main ကလေးဆိုရင်အော် main ကလေးဆိုတာပိတ်ဆန်3 week လို့ရှာဖို့မလိုဘူးဆက်ဒီ blueprint နဲ့ဝင်သွားပါတယ်ကလေးကိုပေါ့လေအဲ့ blueprint ကအကြီးလာတဲ့အထိဒီအတွေးတွေဝင်သွားပါပေါ့အရင်ကြောက်ဖို့ကောင်းပါဒီ blueprint ဆိုတာဒီသဘောမျိုးပေါ့လားဒီ psychologist ဆိုမှနေတယ်မှာတင်ပြတာတော်တော်လေးကောင်းပါလိမ့်စောက်လေအဲ့စောက်တွေဒီမသိတဲ့နဲ့အကုန်ဆက်နေပါအဲ့ဒီစောက်တဲ့ကသူကဒီ psychologist အကုန်မိတ်ဆွေတငယ်ချင်းတွေတော့ဖတ်နိုင်လစ်လာနိုင်တော့ပိုကောင်းတော့ဗျာဒီမှာတော့ကိုယ့်အကိုပဲတန်ဘလို့ပြန်ရှောက်နေပေါ့ကိုက blueprint မှားနေအဲ့ blueprint အသစ်တွေပြန်ရေးလို့ရပါပေါ့ဗျာဒါနဲ့ပတ်သက်ပြီးတော့ဒီမှာနောက် literature တော့ဒီနည်းနည်းဟိုပြုတ်ပြတော့ရှိပါဒီစောက်ပြီးတဲ့ခါပေါ့တော့မျိုးထုံလာပေါ့လားအဲ့တော့ဒီမသိစိတ်ရဲ့ဒီ Tinder စီကခေါင်းစဉ်ပါတဲ့အချက်အမြဲတမ်း like ခွာစားအဲ့လိုမျိုးဖြစ်တယ်ဆိုအဲ့လိုဆို like ခွာစားဟိုရှစ်ကိုတက်တာပေါ့ပြောရင်တော့အလုတ်ကတော့ဒီသိစိတ်နဲ့လှုပ်ထားမယ်မသိစိတ်ကိုသိစိတ်နဲ့ပြန်ပြီးတော့စာကျွဲထားပုံစံကျွဲရအောင်ပါအဲ့မှာဒီကိုက pessimistic ဖြစ်လို့မရဘူး optimistic ဖြစ်လို့တော့မရဘူး reality ဖြစ်အောင်ထုတ်လှုပ်ထားပါပေါ့ဒီအဲ့မသိစိတ်ကိုသိစိတ်ဘယ်လိုခိုင်းလို့ according to ဒီ your habit mental pattern နဲ့လောက်အောင်ပါအဲ့ habit mental pattern ဆိုတာဒီမှာခေါ်တော့ blueprint ပုံစံလေးကိုယ့်ရဲ့မသိစိတ်တွေကိုဒီ blueprint အသစ်တယ်blueprint အသစ်ဆိုတာအဲ့ blueprint ထဲမှာကိုလိုချင်တဲ့ကောင်းတယ် positive blueprint တွေဘယ်လိုထည့်မလဲပေါ့အဲ့လိုမထည့်အောင်ပါဒီအတွေးရနဲ့စင်ထည့်ရပေါ့နောက် auto gen ထည့်လို့ရတယ် imagination ဆိုတာတွေးရတဲ့စင်ပေါ့တခုပေါ့ဒီလိုပဲထည့်ပေးရပါထည့်မထည့်မများတဲ့ခါနောက်တိတ်ကပါရဲ့ဒီအဟောင်းအဲ့ old blueprint တွေကိုသူကကြော်ပြီးတော့ new blueprint နဲ့ပြီးတော့အားကောင်းလာတာပေါ့ဗျာအားကောင်းတဲ့အချိန်မှာဒီ dominant thought ဖြစ်တဲ့တော့လို့ခေါ်တဲ့ဟိုအုပ်ဆိုးတဲ့ဒီကြီးမားတဲ့ဟောပေါ့ဗျာအတွေ့တဲ့နေရာပြန်သွားတော့ဗောဒီမှာတော့မီးများမိနေရေများရင်နေတဲ့သဘောပေါ့ကိုကကောင်းတာကြီးပဲတွေ့မှလည်းအဲ့မကောင်းတဲ့ဟာကြီးကမှင်သွားတဲ့သဘောပဲအဲ့ဒီ negative တော့မှင်သွားတဲ့ခါမှာ तू ကဒီကန်ကောင်းတဲ့သဘောပဲဒါပါပဲအဲ့ကန်ဆိုလေးကိုဒီဘက်မှာဖန်တီးတာပေါ့မသိတဲ့တော့ဘလောက်ကန်ကောင်းကောင်းထည့်နေတယ်အဲ့မသိတဲ့ကိုပြန်ပေးရတာပါပဲအော်ဒီနောက်တစ်ခုတော့ you build a new body every 11 months စစ်တလာတိုင်းကြာမှာခန္ဓာကိုယ်တစ်ခုစီခမရတည်ဆောင်ရတယ်ဒါတော့ဒီဘက်စိတ်ပြန်ဖဲရပါပဲအချင်းရော body ပါချင်းရောတော့တယ်ဒီမှာလည်းအတွေးကိုပြောင်းရင်ခန္ဓာကိုယ်ပြောင်းလို့ရတယ်ဒါလည်းမှန်တယ် keeping the change တယ်တော့အဲ့ခန္ဓာကိုယ်ပါပြောင်းပေးလို့ရတယ်ဒီကနေ့ပတ်သက်လို့တော့ဗျာဒီဒီစောဆိုင်စာမတော့လုပ်တင်မဲ့တော့ဗျာဗုဒ္ဓအလိုကျကျမ်းမောင်နေထိုင်ရင်ဆိုတော့တော်တော်ကောင်းပါလေဖတ်ယူစာရေးဆရာတော်တော်လေးစားပါသူရေးပေးထားတယ်စာရေးဆရာရုပ်တင်မင်းလို့ဗျာနောက်ဂျုံတဲ့ခထဲပြောက်မယ်ဒီခန္ဓာကိုယ်ကြီးကိုသူဘလို့ဆဲရအမြင်နဲ့အသစ်တွေဆောင်းတဲ့ခါမှာအဲ့ခန္ဓာကိုယ်ကြီးမှာဆေးအသစ်တွေကိုကျမ်းမာတဲ့ဆေးအသစ်တွေကိုဆဲအသစ်တွေကိုဘလို့တိဆောက်သွားမလဲဆိုတော့သူအဲ့ဗုဒ္ဓဟောတဲ့နည်းနဲ့တင်ပြထားတယ်တော်တော်မိုက်ပါအဲ့ဆောက်လေးမိတ်ဆွေမျိုးဂျုံတော့ဖတ်ကြည့်စေရင်ပါဒီလူဘွားကြီးမှာကျမ်းမာခြင်းကလည်းနံပါတ်1မှာရှိရတဲ့အတွက်ကျမ်းမာအောင်နေဖို့လည်းအဓိကကြပါတယ်အဲ့အတွက်ဒီဟာလေးကိုအဲ့ဗုဒ္ဓအလိုကျကျမ်းမာအောင်နေခြင်းဆိုစာရေးစာရုပ်တရက်မေးတော့ဗျာ sorry ပဲစာရေးစာဒီမှာလောအဲ့ဟိုတတိမထမရတော့အဲ့အမဒီဗုဒ္ဓရဲ့နီးတိုင်းနဲ့ဘလို့ဖြစ်လို့ဒီခန္ဓာကိုယ်အမဘောဇင်ခုနမောပေါ်များတဲ့အခါဘယ်လိုဖြစ်လို့ခန္ဓာကိုကျန်းမာလာလေးပေါ့ဒါလေးပါအစပါပဲ sorry ငါပိတ်တော့နော်နောက်တစ်ခုကတော့ it's normal to be healthy တဲ့ it's abnormal to be အဲ့တော့ပုံမှန်ဖြစ်တဲ့လူကကျန်းမာအဲ့ normal ဖြစ်တယ်ဆိုတာစိတ်ပုံမှန်ဖြစ်တဲ့လူကကျန်းမာရေးကောင်းဖို့မခက်ဘူးပဲအဲ့ဒီ abnormal ဖြစ်နေတော့ဒီမကျန်းမာခဲ့တယ်သူကဒီခန္ဓာကိုကျန်းမာလာတဲ့ဒီစိတ်မကျန်းမာဖြစ်တဲ့လူကပုံများတာပေါ့အခုခေတ်မှာအဓိကတော့ဒီခန္ဓာကိုယ်မှာဒီ harmony မဖြစ်ဘူးအမစိတ်နဲ့ကိုရုပ်နဲ့ physical နဲ့ mind ဟာ harmony တဟဇာတမဖြစ်တဲ့ရှင်မှာရုပ်ခန္ဓာမှာယောဂဆိုပေါ်လာတဲ့ပုံပေါ့ပဲဒါလေးတော့ဒီဗုဒ္ဓဟောတဲ့နိလန်းနဲ့ဖြည့်ရှင်းတော့အများကြီးဖြည့်ရှင်းလို့ရပါတယ်ဒါလေးဗုဒ္ဓဟောတဲ့နိလန်းတွေဒီ logo တော့နှမျိုးလုံးမှာတော်တော်ကြီးအသုံးချလို့ရပါတယ်ဒါတော့ဒါဟိုတကယ်လက်တွေ့လှုပ်ဆောင်မှုတဲ့လူ
နေတော့ဒါပြောနေဖို့လိုတဲ့စကားမဟုတ်တော့ပါဘူးမသုံးဘူးတဲ့သုံးဖို့အောင်လို့ဘယ်နည်းလဲဖြစ်ဖြစ်log တာနှမျိုးလုံးမှာဗုဒ္ဓဟောတဲ့ဒီ way method လေးကိုသုံးကြည့်စေချင်ပါတယ်ဒီမသိစိတ်နဲ့အကုန်ဆက်ဆက်ရပါဗျာနောက်တစ်ချက်ကတော့ဒီမနာလိုမှုအတွက် jealousy တွေ fear ကြောက်စိတ်တွေ worry စိုးရိမ်မှုတွေ anxiety တောကတွေဒါတွေကိုတဲ့ဖြည့်ဆည်းလိုက်ပါတဲ့အော်ဒီဒီနပ်ပတ်ထဲမှာကလေးမလုံးဝမထည့်နဲ့အမ brain ကအကောင့်ယူလာပြီးတော့ mental နဲ့အဲ့ဒီကောင်တွေကိုမဖယ်ရှားအဲ့ကောင်တွေကပဲယောဂဖြစ်ကြပါဘူးဒါပဲသူကအဓိက mental နဲ့ဒီ physical disease တွေဖြစ်ကြဒီဒုက္ခလူတယောက်ကိုမနာလို့ဖြစ်တဲ့ချိန်မှာဂျဲဖြစ်တဲ့ချိန်မှာသူကပေါ့ပလန်တွေ့အဲ့ဒီစိတ်ဟာဘယ်လောက်ဒီလူဒုက္ခပဲလေနောက်စိုးရင်စိတ်တွေကြောက်စိတ်တွေနောက်စိုးရင်တော့ကတွေပူပန်မှုတွေနောက်အမ stress တွေဟာခန္ဓာကိုယ်ကြီးမှာယောဂဖြစ်စေတာအဓိကကြပါအဲ့တော့မင်းစိတ်ကိုကြည်နေဖို့ဒီဗုဒ္ဓဘေးနီးတစ်ခုပဲရှိပါတယ်ဒါကတော့ဒီခုနပြောတဲ့ပြီးခဲ့တော့ပြောတတိပဒံကိုပြန်ပြီးရှုရပါပဲဒီတတိပဒံ၄ပါးနဲ့ပဲတစ်ခါပြန်ပြီးတော့ကိုယ်စိတ်ကိုယ့်ရဲ့အတွေ့ပြန်ပြီးတော့ watch လုပ်နေရပါပဲနောက်တစ်ခုကတော့ဒီကိုယ့်ရဲ့စိတ်ထဲမှာ affirm လုပ်လိုက်တယ် affirm ဆိုတာသိစိတ်ထဲမှာအမှန်လို့အတည်ပြုထားပြီးတော့မှတကယ်အမှန်လို့ feel ဖြစ်လိုက်ပြီဆိုတော့ ਨੇ အဲ့ကောင်ကဒီကိုယ့်ရဲ့စိတ်ထဲကို show ပြန်ပြရမယ်အမကိုယ့်ရဲ့ခန္ဓာမှာဖြစ်စိတ်မှာဖြစ်ပြီးတော့ရုံလုံးပေါ်လာပါဗျာအဲ့လိုမျိုးယုံပြီးတော့အဲ့ကြောင့်ကိုကစိတ်ထဲမှာ affirm မလုပ်ရမှာဆိုကိုယ့်ရဲ့ကောင်းတဲ့အရာပဲကိုကလုပ်ရမှာပဲဘော AC နေကြတော့လုံးဝ peaceful life ဆို peaceful life မြင်အောင်ပြီးတော့ကိုရှမ်းသာဆင်းတဲ့စိတ် Asian တွေပေါ်လို့အဲ့မျိုးစိတ် Asian အတွေးလေးကိုတွေးပေးဖို့လိုပါတယ်အဲ့တွေဒီဘက်မှာဗုဒ္ဓပေးနီးမရှိနီးရတော့အရင်အဖက်ဖြစ်ပါတယ်ဗုဒ္ဓပေးနီးလင်းနေတော့ဒီမှာ peace of mind ကိုရှာဖို့တော့ဗုဒ္ဓပေးနီးကိုရှင်းထားလို့မရပါဘူးဗျာအဲ့တွေဒီမှာဒါလေးနည်းတက်နေသမျှလေးထည့်ပေးထားပြီးတော့တနေ့ချပေါ်နေလည်းမဟုတ်တနေ့ချတစ်ခန်းရှင်းပြပေးတော့အစမရပါအဲ့တော့ဒီစာအုပ်ကိုကြည့်မိတဲ့မိတ်ဆွေတွေချင်းဖြစ်ဖြစ်ဒီမှာကြိုက်လို့ဖြစ်ဖြစ်အကျိုးတရားဖြစ်ဖြစ် follow ရင် like လေးပေးကြပါဦးလို့ပြောနေဒီမှာပဲဆုံးသွားလိုက်ပါတယ်